မြေဟောင်းတို့ဖုံလန်းပေါ်မှာသမိုင်းပြောကြောက်စီမြေကယနေ့ထိကြောက်စီမြေကယနေ့ထိစင်တန်နဲ့ပဲအသက်ရှိပြောဆိုကြသည်ရှေးခေတ်တုန်းအနော်ရထားမင်းခရီးလန်းတွင်အနော်ရထားမင်းခရီးလန်းတွင်ဆွဲတော်မြတ်ကိုပင်ဆောင်လာစင်တော်ရှိကဂုံပြူကတောင်နဲ့မြေကရနာယာနဲ့ရုပ်စင်တန်ပေါ်ထွက်လာလူထုရင်တဲ့ယုံကြည်ချက်နေရာချီလည်းမပြတ်သက်လက်တလက်ကနေလက်တလက်ဘိုးဘွားလန်းကိုစက္ကာထံဝါနဲ့တသားအသက်သွင်းစီရုပ်ထဲမှာနှလုံးခုန်စီရုပ်ထဲမှာနှလုံးခုန်စင်နဲ့ယုံကြည်ကြောက်စီမြေခစ်ဆက်ဆက်တော့ပါနေဘုံတန်ချတိုင်းသွေးလို့စေမြမယူရာမပြောက်စေစင်နဲ့ယုံကြည်ကုန်ယူမြဲလူဝင်ကားတဲ့စင်သက်သေးလူဝင်ကားတဲ့စင်သက်သေးကဘာတီအောင်ဒီတန်စင်နဲ့ကြောက်စီနာမြင့်မြင့်တင်မဲ့တာကပခင်စီပညာယူမြေကအဘိုးစီလန်းဆက်ယူအယောင်ဆုံးစင်တွေလမ်းမထက်လူတိုင်းမျက်လုံးရက်ချီမှန်ရိုးရာဆိုတာမနေ့ကမဟုတ်ဒီနေ့လဲရှင်သန်စေဖြစ်ကြောက်စီမြေကသက်သေးပြအမွေအနှစ်ကိုမပြေရတခါတော့ငါတနာရီလို့ယနေ့မှာတော့အမှန်ဖြစ်နေမြေတမြေကထိမ့်သိမ့်ထားမြမနှလုံးသားတဲ့